ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ငါဖေဖတ်ထုတ်ပေါင်းလေးအိမ်မှာအလွယ်တကူလှုပ်ရှားပြလို့လုံးလေးလေးကိုလာမျှပေးတာပဲဖြစ်ပါတယ်ရှင်။ပေါင်းပစ္စည်းနဲ့လေးနဲ့လောက်ရတာလဲအရန်ကိုမှလွယ်ကူရွှရှင်လို့လှုပ်ရှားကြည့်ကြပါအောင်နော်။ဒီငါဖေဖတ်ထုတ်ပေါင်းလေးရဆိုရင်ပြင်ကလေးတွေတာမကလူကြီးတွေလည်းကြိုက်လို့လှုပ်ရှားကြည့်ကြပါအောင်ရှင်။ကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုအစဆုံးကြည့်ပြသွားကြပါအောင်ရှင်။ပထမဦးဆုံးငါဖေဖတ်ထုတ်ပေါင်းပြုလို့ရတဲ့အတွက်မုံကြီးရကလေးတွေကိုရင်သွေးနဲ့နှင်းငယ်ဖြုတ်ပေးထားလိုက်ပါမယ်ရှင်။ပြတာပြီဆိုရင်တော့အစင်သက်လှီးထားတဲ့ခါကြက်ဦးနဲ့ပြောင်းမှုလေးတွေကိုပါရင်နှွေးတဲ့ထည့်ဖြောပေးထားလိုက်ပါမယ်ရှင်ပုံမှန်ဆိုရင်တော့ခါကြက်ဦးနဲ့ပြောင်းမှုကိုရင်နှွေးမဖြောလေရပါတယ်ရှင်အခုကကလေးတွေလည်းစားမှဆိုတော့ရင်နှွေးလေးဖြောပေးထားလိုက်တာပါရှင်ပြီးရင်တော့ငဆုပ်ကိုစပြီးနေပေးထားလိုက်ပါမယ်ရှင်ငဆုပ်ကိုညှိနှံ့မထွက်အောင်လို့ဂျင်းရည်လေးအနှဲငယ်ညှစ်ပြီးထည့်ပေးထားလိုက်ပါမယ်ရှင်ပြီးရင်တော့နှံ့သွားအောင်အရပါရလေးစုပ်ပြီးနေထားပြလိုက်ပါမယ်ရှင်ပြီးရင်တော့ပြုတ်ထားတဲ့ခါကြက်ဦးနဲ့ပြောင်းမှုလေးတွေကိုထည့်ထားပြလိုက်ပါမယ်ရှင်အရသာအတွက်အသားမုံလက်ဖက်စာစွန်းနှစ်စွန်းကိုထည့်ပေးထားလိုက်ပါမယ်ပြီးရင်တော့အနံ့တင်းတင်းလေးနဲ့ပိုပြီးစားလို့ကောင်းအောင်ငရုတ်ကောင်းမအနှဲငယ်ကိုပါထည့်ပေးထားလိုက်ပါမယ်ရှင်ပြီးရင်တော့အရသာပိုပြီးစိတ်ဝင်သွားအောင်လူသေးချာလေးစုပ်ပြီးနေထားပေးလိုက်ပါမယ်ရှင်ငါဖေဖတ်ထုတ်ပေါင်းရဲ့အတွက်ခုနကယူနီယံနဲ့ငယ်ဖြောထားတဲ့မုံကြီးရက်ထဲကိုခုနကအရသာနေထားတဲ့ငါဖေလေးတွေကိုခုလိုပုံစံမျိုးလေးသေးချာလေးထုတ်ပေးထားလိုက်ပါမယ်ရှင်ကဲခုလိုလေးသေးချာလေးထုတ်ပိုးပြီးဆိုရင်တော့ပေါင်းအိုးလေးတွေကိုထည့်ပြီးစတင်ပြီးပေါင်းပေးထားလိုက်ပါမယ်ရှင်ပေါင်းတဲ့နေရာမှာလည်းမိနစ်20နာရီဝက်ခန့်ပေါင်းပေးထားရပါမယ်ရှင်ငါဖေဖတ်ထုတ်လေးပေါင်းထားတော့ကိုအချင်းလေးစပြီးလုပ်ပေးထားလိုက်ပါမယ်ရှင်အချင်းပြုလို့ရတဲ့အတွက်ငရုတ်သီးစိန်စက်သွန်ပြူနဲ့နနမင်းကိုရောပြီးကြိုက်ပေးထားလိုက်ပါမယ်ရှင်ပြီးရင်တော့အရသာကိုလည်းတစ်ခါတည်းဆက်ပေးထားလိုက်ပါမယ်ရှင်အရသာအတွက်ကြားလက်ဖက်စာစွန်းနှစ်စွန်းအသားမုံလက်ဖက်စာစွန်းနှစ်စွန်းနဲ့ငပြရဲနှင်းငယ်ကိုထည့်ပေးထားလိုက်ပါမယ်ရှင်ပြီးရင်တော့အားလုံးကိုချင်းညက်သွားတဲ့အထိချိတ်ပေးထားလိုက်ပါမယ်ရှင်ချိတ်ထားလေးလည်းချင်းညက်သွားပြီဆိုရင်တော့ခရမ်းညင်သီးစော်အနှဲငယ်ကိုထည့်ပေးထားလိုက်ပါမယ်ရှင်ရေစက်ရဲ့အနှဲငယ်ကိုလည်းဆက်ပြီးထည့်ပေးထားလိုက်ပါမယ်ရှင်နောက်ဆုံးမှာတော့တံမြတ်သီးတစ်စိမ့်ခန့်ကိုညှစ်ထည့်ပေးပြီးနောက်ထပ်တစ်ခါချိတ်သွားပေးလိုက်ပါမယ်ရှင်အရသာပေါင်းငံကိုမြည်ပြီးကိုယ်စိတ်ကြိုက်ထည့်ထည့်နိုင်ပါတယ်ရှင်ကဲအခုဆိုရင်တော့အရန်ကိုမှအဆက်ရတဲ့အချင်းလေးရပါပြီရှင်ပေါင်းထားလေးတွေလည်းရပြီဆိုရင်တော့ပကံလေးတွေကိုဆက်ထည့်ပေးထားလိုက်ပါမယ်ရှင်ကဲအခုဆိုရင်တော့အနက်လေးမွေးပြီးရန်ကုန်မှာစားလို့ကောင်းတယ်ငါပဲဖတ်ထုတ်ပေါင်းလေးရပါပြီရှင်ဗီဒီယိုလေးကိုအဆက်ဆုံးကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်